ဈေးဝယ်ကိုပေါ့ကိုတကားဖွင့်ပြီးဝင်ခဲ့နော်မလားပါဒီဆိုင်ရလဲစားပိတ်တာတစ်မျိုးတော့ဒါလေးတယ်ပါလေးလေ LV ဟုတ်ကဲ့မကိုင်းကြီးနဲ့ဘာလို့ပျက်စီးရင်ရောနိုင်မှာမဟုတ်တာသိလို့ဟုတ်ကဲ့တခြားလေးလည်းကြည့်နော်ဒါလေးရစား Chanel ဟုတ်တယ် မချိလို့ရမရအောင်ပြန်စီရအာယုံနောက်လို့ ဆိုင်ကဘာဆိုင်လဲမသိဒါလေးတွေကဘာလေးသွားမလုံနဲ့ဟုတ်ကဲ့အဲ့ဒါဟိုဆိုင်ရှင်ကအဲ့လိုရိုက်ဖို့ဆိုပြီးတော့စီထားတာပြီးရင်နေရလွယ်ကြည့်ရင်ငါတို့ပြန်စီရတယ်စိတ်ညစ်တယ်ဟုတ်ကဲ့ဒီတိုင်းမျက်လုံးနဲ့ပဲကြည့်မျက်လုံးနဲ့ပဲကြည့်အသားကဒီလိုအာယုံခံလိုက်ဒါမျိုးခံကောင်းလားမကောင်းလားဆိုအဲ့လိုအရင်ရောကတ်မရှူနဲ့မိတ်ကပ်နဲ့နေရတယ်ဆွဲမှဆိုလို့အဲ့လိုဟုတ်တယ်မျက်လုံးနဲ့ပဲကြည့်မျက်လုံးနဲ့ဒီလိုကြည့်ရမှာဟုတ်တယ်ဝဲကြည့်ဒီလိုတော့ဝဲအဲ့လိုပဲကြည့်အဲ့လိုဝဲကြည့်ဟုတ်တယ်တော့ထိမကြည့်နဲ့နော်ဖုန်းတွေပါတွေတက်ဆိုင်ရှင်ကစောက်ပေါက်ဆိုတဲ့ငါတို့ပြန်ပြီးတုတ်ခိုင်းတယ်ဟိုမှာတပတ်လဲရှိတယ်ကြည့်လေဒါပေမဲ့ခြုံကြည့်လို့တော့မရဘူးနော်ပြန်ခောက်ရတာအာယုံနောက်လို့ဆိုင်ရှင်